ကယ်လို့သာနာကျင်စရာကောင်းတဲ့အတိတ်တွေနဲ့အမှတ်တရတွေကိုတစ်ခုချင်းစီကျွန်တော်အုံနောက်ထရနေဖြတ်ထုတ်ပြစ်လိုက်ရင်ရောကျွန်တော်တကယ်ပျော်ရွှင်ရပါဘူးကျွန်တော်ရဲ့24ဆက်ဝန်းဆိုတဲ့သချင်းလေးကဒီ Eternal Sunshine of the Spotless Mind ဆိုတဲ့ဇာတ်ကားလေးကိုခြေခံထားတာပေါ့နော်ဇာတ်ကားလေးကချစ်သူနှစ်ယောက်ဒါလမ်းခွဲသွားပြီးတဲ့နောက်မှာကောင်မလေးကဒီမှတ်ညံအတိတ်သူတို့အမှတ်တရတွေကိုပြန်ဖြတ်ပေးတဲ့ကုမ္ပဏီကိုဆက်သွယ်ပြီးတော့အရင်ဖြတ်ခဲ့တာပေါ့နော်အဲ့ဒါကိုကောင်လေးကတီးသွားတဲ့အချိန်မှာစိတ်ဆိုးပြီးသူလည်းလိုက်ဖြတ်တာပေါ့နော်အဲ့လိုမှတ်ညံတွေကိုဖြတ်နေနေမှာကောင်လေးကအရင်အတိတ်ကကောင်မလေးကသူ့ဘောဘယ်လောက်ကောင်းခဲ့ကြအောင်သူတို့နှစ်ယောက်ဘယ်လောက်ချစ်ခဲ့ကြလဲဆိုတော့အတိတ်တွေကိုပြန်တတိယပြီးတော့ဒီမှတ်ညံတွေကိုဆက်မဖြတ်ချင်ပဲဖြစ်နေတဲ့အကြောင်းပေါ့နော် I could die right now, Clem. ကျွန်တော်အကြိုက်ဆုံးမင်းသားချင်းကားတွေပါဝင်ထားတဲ့ပြင်ဇလန်ကလည်းရမ်းမိုက်တဲ့အတွက်ဒီဇလန်အနေနဲ့ကျွန်တော်စိတ်ထဲမှာရမ်းဆွဲနေတာပေါ့နော်ဒီသချင်းရေးတော့မယ်ဆိုတော့မမတ်ရကျွန်တော်ဒီသချင်းစရေးတော့မယ်ဆိုတော့ဒီသူတို့ဇက်ဝင်ကပေါ့နော်သူတို့နှစ်ယောက်ရေခဲပြင်ပေါ်မှာလဲပြီးစကားပြောနေတဲ့အဆင်းလေးကိုကျွန်တော်မြင်တယ်ပေါ့နော်မြင်တော့ဒီသချင်းတောက်လျှောက်ရေးပြစ်သွားခဲ့တာပါဒီသချင်းမှာကဂီတာအနေနဲ့ကိုခွန်စံနီထွန်းတီးပေးထားပြီးတော့ဂီတာလွှဲရင်ကျန်တဲ့ music mixing နဲ့ mastering ကစပြီးတော့ lyric video ဆုံးကျွန်တော်တယောက်တည်းလုပ်ရတာမလို့အချိန်ပေးရပါမယ်တော်တော်လေးအားရတဲ့အပုတ်ဖြစ်ပါတယ်ဇာကားအနေနဲ့လည်းတော်တော်ကြီးမိုင်းလို့သွားပြီးကြည်တဲ့ဇာကားတကားဖြစ်ပါတယ်တချင်းအနေနဲ့ကကျွန်တော် YouTube မှာတင်ပြီးသားဖြစ်လို့နားဆင်လို့ရပါတယ်ပြန်လို့